ပြင်သစ်အင်္ဂလန်စပိန်အာဂျင်တီးနားတို့ရဲ့တနင်္ဂနွေတနင်္လာကမ္ဘာဖလားဘိုလ်လုပွဲနဲ့တတိယနေရာလူပွဲနှစ်ပွဲအတွက်စူပါကွန်ပျူတာခံမှန်းချက်အားလုံးပဲမင်္ဂလာပါ Sport Insider ဘာမှကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2026ကမ္ဘာဖလားပြိုင်ပွဲတွေကတော့နောက်ဆုံးအဆင့်တွေကိုရောက်ရှိသွားပါပြီဒီဗီဒီယိုမှာတော့ပြင်သစ်အင်္ဂလန်စပိန်အာဂျင်တီးနားတို့ရဲ့နှစ်ရက်ဆက်ပွဲစဉ်နှစ်ပွဲလုံးကိုတင်ဆက်ပေးသွားကြပါမယ်မစားခင် SMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးအနေနဲ့တနင်္ဂနွေမြန်မာစံတော်ချိန်မနက်3:00နာရီခွဲမှာကစားသွားမယ်ပြင်သစ်အင်္ဂလန်ပွဲစဉ်နဲ့စတင်လိုက်ပါမယ်တတိယနေရာလူပွဲအတွက်ပွဲဖြစ်အောင်ကစားပေးရမယ်အင်္ဂလန်နဲ့ပြင်သစ်တို့မိုင်ယာမီစတေဒီယမ်မှာတွေ့ဆုံသွားကြမှာပါပြင်သစ်အတွက်ဆိုရင်တော့တတိယနေရာကရင်ခုန်စရာမရှိပေမဲ့အင်္ဂလန်အတွက်တော့ရလက်ကောင်းခဲ့ရင်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးကမ္ဘာဖလားကြီးတစိမ့်စုအဖြစ်မှတ်တမ်းဝင်သွားပါမယ်ပြင်သစ်ကဆီမီဖိုင်နယ်မှာစပိန်ကို2ဂိုးပြတ်ရေးနိုင်ထားသလိုအင်္ဂလန်ကလည်းလက်ရှိချန်ပီယံအာဂျင်တီးနားကို2-1နဲ့ရှုံးထားပါတယ်လက်ရှိတင်းအသင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်58နှစ်အရွယ်ပြင်သစ်နီးပြဒီဒီယာတဲ့ချန်စ်အတွက်တော့ကမ္ဘာဖလားပိုလူပွဲကို3ကြိမ်ဆက်တက်ရောက်နိုင်မယ့်အခွင့်အရေးနဲ့လွဲချော်သွားပါတယ်အသင်းကို14နှစ်ကြာကင်တွယ်နေပြီးမကြာခင်မှာပဲနီးပြတဲ့သူပြင်သစ်ကိုမြင်တွေ့ရပါမယ်နီးပြကတော့စပိန်နဲ့ဆီမီဖိုင်နယ်ပွဲစဉ်မတိုင်ခင်ကတည်းကပဲစပိန်ကပဲ2026ကမ္ဘာဖလားမှာပြင်သစ်ထက်ပိုဆွဲဖို့ပုံမူရေပန်းစားနေတယ်လို့ဖွင့်ရခဲ့ပါတယ်ပွဲထဲမှာလည်းစပိန်ကပဲအဖက်ဖက်ကအသာစီးကစားသွားတာပါယူရိုဆီမီဖိုင်နယ် Nation League ဆီမီဖိုင်နယ်တွေမှာစပိန်ကိုပြင်သစ်တို့ဇက်တိုက်ရေးနိုင်ခဲ့တယ်လို့ကျန်ခဲ့တဲ့ကမ္ဘာဖလားပွဲစဉ်မှာလည်း2-2နဲ့ရှုံးပြီးနောက်3ပွဲဆက်ရှုံးနိုင်မှုဖြစ်လာပါတယ်စပိန်အတွက်ဂိုးတွေကိုတော့တိုက်စစ်မှုမိုက်ကယ်အိုယာစပဲကပယ်နတီကတကိုပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်တဲ့နောက်ခံလူပက်ဒရိုပိုရိုကတကိုးသွင်းယူသွားပါတယ်ပွဲထဲမှာပြင်သစ်တိုက်စစ်ရဲ့ expected goal ratio က 0.31 အထိဖြစ်ခဲ့ပြီးအမ်ဘပေဒမ်ဘီလီအိုလီဆေးတို့လည်း3ယောက်ပေါင်းဂိုးပေါက်တဲ့ကန်ချက်2ကြိမ်ပဲရရှိခဲ့ပါတယ်နီးပြတဲ့ချန်ကတော့စပိန်နဲ့ပွဲပြီးကမ္ဘာဖလားပွဲပေါင်း26ပွဲထိကင်တွယ်ထားတဲ့နီးပြအဖြစ်စံချိန်သစ်တင်နိုင်ခဲ့တာပါပွဲပြီးမှအသင်းကောင်းဆောင်အမ်ဘပေကတော့နီးပြရဲ့ဗျူဟာပိုင်းနဲ့ပတ်သက်လို့ဝေဖန်သွားပါတယ်တတိယနေရာလူပွဲကိုဒီကြိမ်နဲ့ဆိုပြင်သစ်4ကြိမ်မြောက်ပြရှင်ပြိုင်သွားမှာပါ1982နောက်ပိုင်းပထမဆုံးချိန်ကြီးတိတ်ဆူရရှိဖို့ပြင်သစ်မှာအခွင့်အရေးရှိနေပါတယ်ဒွမ်မာအင်္ဂလန်နီးပြ3မက်တူချေကလည်းဆီမီဖိုင်နယ်ပွဲစဉ်ပြီးပရိသတ်ရဲ့အဓိကရန်သူဖြစ်သွားပါတယ်2026မှာအင်္ဂလန်ပရိသတ်တွေတောက်လျှောက်အားခဲထားသမျှသဲတဲရေသွန်ဖြစ်သွားတာပါဆီမီဖိုင်နယ်ပွဲစဉ်မှာဦးဆောင်ကိုမရခင်အထိလည်းအာဂျင်တီးနားနဲ့ပွဲမှာနီးပြူအပိုင်းရဆိုအင်္ဂလန်အသာစီးရနေပါတယ်55မိနစ်မှာလည်းအန်တိုနီဂေါ်ဒန်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာပါဒီနောက်အသင်းကိုနီးပြကခံစစ်အသွင်ပြောင်းခဲ့ပြီးအာဂျင်တီးနားတက်စစ်ကိုပြန်လည်ခွင့်ရေးပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ဒီနောက်ပထမပိုင်းတစ်ပိုင်းလုံးဂိုးပေါက်တဲ့ကန်ချက်တောင်မရခဲ့တဲ့မက်ဆီတို့ဖွဲ့ကဒုတိယပိုင်းမှာဘောလုံးပိုင်ဆိုင်မှု82%ဂိုးပေါက်တဲ့ကန်ချက်73ကြိမ်နဲ့တူတောက်လျှောက်ပွဲကိုအသာစီးရယူသွားတာပါမိနစ်80နောက်ပိုင်းခံစစ်ကစားသမားကြီးပဲ9ယောက်ထိရှိနေပြီး Harry Kane, Bellingham, Roger တို့ပါခံစစ်မှာစုပြုံကစားခဲ့ပါတယ်။အာဂျင်တီးနားဘက်မှာတော့မက်ဆီကညာကျန်းထွက်ပြီးခြေပါကုန်းနဲ့နိုင်ကို2ဂိုးလုံးကိုဖန်တီးပေးသွားနိုင်တာပါ။အင်္ဂလန်အတွက်လည်းကမ္ဘာဖလားရှုံးထွက်အဆင့်မှာကမ္ဘာအဆင့်30အတွင်းကအသင်းတွေကို9ပွဲဆက်အရေးနိုင်မှုဖြစ်သွားပါတယ်။ဒါ့အပြင်21ရာစုအတွင်းကမ္ဘာဖလားဆီမီဖိုင်နယ်2ကြိမ်မှာ2ကြိမ်လုံးဦးဆောင်ဂိုးတွေသွင်းနိုင်ခဲ့ပေမဲ့2ပွဲလုံးအရေးနိုင်တဲ့အသင်းပြင်အင်္ဂလန်မှတ်တမ်းဝင်သွားတာပါ။ဒီပြ3မက်တူချဲစာချုပ်သက်တမ်းကလည်းမကြာခင်ကတိုးထားတာကြောင့်ယူရို2028ပြိုင်ပွဲပြီးဆုံးတဲ့အထိအင်္ဂလန်မှာဆက်ရှိသွားမယ်လို့သိရပါတယ်။အင်္ဂလန်အတွက်တော့1990နဲ့2018တွေမှာတတိယနေရာလူပွဲ2ကြိမ်ကစားခဲ့ပြီး2ကြိမ်လုံးအရေးနိုင်ထားတဲ့ကြောင့်ဒီတစ်ကြိမ်နိုင်ရင်တော့အသင်းအတွက်ပထမဆုံးကြီးတစ်စိမ့်ဖြစ်မှတ်တမ်းဝင်သွားမှာပါ။လက်ရှိရင်ဆိုင်ရမယ့်ပြင်သစ်နဲ့နောက်ဆုံး9ကြိမ်တွေ့ဆုံထားတာမှာအင်္ဂလန်တို့တစ်ကြိမ်ပဲနိုင်ရထားပါတယ်။2020ကာတာကမ္ဘာဖလားကွာတာဖိုင်နယ်မှာနောက်ဆုံးတွေ့ဆုံထားပြီးပြင်သစ်ကပဲ2-1နဲ့သာစီးရရှိထားတာပါ။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ရှေ့မှာစပိန်ကတော့ပြင်သစ်တိုက်စစ်ကိုဘယ်လိုရပ်တန့်ရမလဲပြသထားပေမဲ့ရှုံးထွက်ပွဲတွေမှာတောက်လျှောက်ဂိုးပေးထားတဲ့အင်္ဂလန်တို့ရလက်ကောင်းဖို့နေပါတယ်။ဒါအပြင်ပြင်သစ်ကနားရက်တရက်လေးပုံမရရှိထားတာပါ။စူပါကွန်ပျူတာကတော့ပြင်သစ်ကိုနိုင်ခြေ 49.6% ပေးထားပြီးအင်္ဂလန်ကိုတော့နိုင်ခြေ 29.9% သာပေးထားပါတယ်။ဒီပွဲမှာတော့ပြင်သစ်ကပဲ3-1လောက်နဲ့သာစီးရသွားမယ်လို့ SMB လည်းခံမှန်းပေးထားကြပါတယ်။နောက်တစ်ပွဲကတော့တနင်္လာနေ့မြန်မာစံတော်ချိန်မနက်တနာရီခွဲမှာကစားသွားမယ်စပိန်နဲ့အာဂျင်တီးနားတို့ရဲ့ဗိုလ်လုပွဲပါစပိန်ရဲ့နီးပြူအတကြအားကောင်းနေတဲ့ခံစစ်ကစားပုံနဲ့မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားရဲ့တိုက်စစ်2026ကမ္ဘာဖလားဗိုလ်လုပွဲအဖြစ်ထိပ်တိုက်တွေ့ဆုံကြပါမယ်။နှစ်သင်းလုံးကသက်ဆိုင်ရာတိုက်ကြီးတွေရဲ့ချန်ပီယံဖြစ်ထားပြီးမှကမ္ဘာဖလားဗိုလ်လုပွဲအဖြစ်ပထမဆုံးချိန်ရင်ဆိုင်သွားမှာပါ။အာဂျင်တီးနားကလည်းဘရာဇီးနောက်ပိုင်းကမ္ဘာဖလားကို2ကြိမ်ဆက်စုကူးနိုင်မှုပြစ်မှတ်ထားနေတယ်လို့စပိန်အတွက်ကလည်းဒုတိယအကြိမ်မြောက်ချန်ပီယံဖြစ်ဖို့အတွက်လက်တကမ်းကွာကိုရောက်ရှိနေပါတယ်။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်။စပိန်ဘက်မှာ19နှစ်အရွယ်တောင်ပန်ကစားသမားလမိုင်းရမဲကဗိုလ်လုပွဲမတိုင်ခင်ဆိုရှယ်မီဒီယာထက်မှလူပြောများနေပြီးပြိုင်ပွဲတစ်လျှောက်တော့တွင်းကိုအားဖြင့်တကိုးပဲရရှိထားပါတယ်။ဗိုလ်လုပွဲတိတက်ရောက်လာတဲ့မှာနီးပြလူးဝစ်ဒဲလာဖွန်တေးရဲ့နီးပြူအားနဲ့ကွင်းလက်ပိုကျုပ်ရိုဒရီတို့ရဲ့စွမ်းဆောင်ရည်ကတော့အထူးအသီးမှတ်ပြုရမှာပါ။ဘေဂျီယန်နဲ့ကွာတာဖိုင်နယ်မှာမတွေ့ခင်အထိလည်းစပိန်ခံစစ်က649မိနစ်ထိဂိုးမပေးအောင်ကစားပြနိုင်ခဲ့ပါတယ်။ဒီနောက်ဆီမီဖိုင်နယ်မှာဘိုဆွဲဖို့ရေပန်းစားနေတဲ့ပြင်သစ်နဲ့တွေ့ခဲ့ပြီးအမ်ဘပေအိုလီဆေဒမ်ဘီလီတို့ဂိုးပေါက်ပြောက်ခဲ့တယ်လို့
စပိန်ကပဲ2ဂိုးပြန်နိုင်ရရှိခဲ့ပါတယ်စပိန်ဘက်မှာတိုက်စစ်မှုမိုက်ကယ်ဝီယာစပက်တယောက်9ဂိုးထိသွင်းပေးထားနိုင်ပြီးနောက်ကန်ဆွန်လူပက်ဒရိုပိုလိုကလည်းသွင်းဂိုး2ဂိုးနဲ့အတူထူးခြေစွမ်းပြနေပါတယ်ဂျမီဖိုင်နယ်မှာပြင်သစ်ရဲ့တိုက်စစ်က expected goal 0.31 အထိပဲရရှိခဲ့ပြီးပိုလူပွဲမှာလည်းစပိန်ကပဲပွဲကိုထိန်းချုပ်သွားနိုင်ဖို့များပါတယ်ကိတ်ဗာရီကိုပွဲဥတော်မှာတည်ကြပြီးလက်ရှိမှာတော့6ပွဲဆက်နိုင်ပွဲနဲ့အတူပေါ်တူဂီဘယ်ဂျီယံပြင်သစ်တို့ကိုဇက်တိုက်ကြော်ဖြတ်ထားတာပါပယ်နတီအဆုံးဖြတ်ကိုဖယ်လိုက်ရင်နီးပြလူးဝစ်ဂျလာဖွန်တေးရဲ့အသင်းက2024ကနေစလို့လက်ရှိအချိန်ထိပြိုင်ပွဲစုံ38ပွဲဆက်တိုင်းမလျော့အောင်ကစားထားပါတယ်ဒါမဲ့ပိုလူပွဲမှာအနိုင်ရရင်တော့အီတလီရဲ့ရှုံးပွဲမရှိ38ပွဲဆက်ဆန်ချိန်ကို38ပွဲနဲ့စပိန်ကြော်ဖြတ်သွားနိုင်မှာပါဒီဘက်မှာအာဂျင်တီးနားကလည်း2025စက်တင်ဘာမှာအီကွေဒေါကို1နှစ်နဲ့ရေးနေမိကြတဲ့ကတောက်လျှောက်ရှုံးပွဲမရှိပဲဖြတ်တန်းနေပါတယ်ကမ္ဘာ့ဖလားလက်ရှိချန်ပီယံလည်းဖြစ်တယ်လို့2026မှာချန်ပီယံကာကွယ်ဖို့လည်းနီးစပ်နေတာကြောင့်အာဂျင်တီးနားကစားသမားတွေအတွက်တော့သမိုင်းဝင်အောင်မြင်မှုနဲ့လက်တကမ်းကွာကိုရောက်ရှိနေတာပါဒီပြစကာလိုနီရဲ့အသင်းက2021-2024ကိုပါအမေရိကစူပလာဘူဆွဲထားတယ်လို့2022ကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ်ထားတာကြောင့်2026မှာပါချန်ပီယံဖြစ်ခဲ့ရင်အဓိကစူပလာ၄လုံးဆက်စုခူးနိုင်တဲ့ပထမဆုံးအသင်းဖြစ်မှတ်တမ်းဝင်သွားဖို့ရှိနေပါတယ်ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးနိုင်ငံအသင်းစုဖွဲ့ဖြစ်လည်းသတ်မှတ်လို့ရသွားနိုင်တဲ့အနေထားပါဂျီမီဖိုင်နယ်မှာလည်းအင်္ဂလန်ဘက်ကဂေါ်ဒန်ရဲ့သွင်းဂိုးနဲ့84မိနစ်ထိဦးဆောင်နိုင်ခဲ့ပေမဲ့မက်ဆီရဲ့မှော်ဝင်ခြေစွမ်းနဲ့အတူလက်ကျန်9မိနစ်အတွင်း2ဂိုးသွင်းပြီးကျော်ဖြတ်နိုင်ခဲ့ပါတယ်အသင်းလိုက်ကစားရန်အားဖြင့်စပိန်နဲ့အာဂျင်တီးနားကြားမှာကွာဟချက်နေပေမဲ့တိုက်စစ်ပိုင်းမှာတော့အာဂျင်တီးနားကတိတိကျကျပဲအသာစီးရရှိနေပါတယ်အာဂျင်တီးနားဘက်ကအကောင်းဆုံးကစားသမားပြင်မက်ဆီကဂိုးပေါင်ပတ်သက်မှု12ကြိမ်ပြုလုပ်ထားတယ်လို့စပိန်ဘက်မှာတော့တိုက်စစ်မှုအိုယာစဘယ်က6ကြိမ်ပြုလုပ်ထားနိုင်ပါတယ်အာဂျင်တီးနားဘက်မှာလော်ဒါရိုမာတီးနက်စ်ဟူလီယန်အီဗာရက်စ်အန်ဇိုဖာနန်ဒက်နဲ့မက်အလီစတာတို့ကလည်းသွင်းဂိုးတွေနဲ့အတူခြေစွမ်းကအကောင်းဆုံးပုံစံရရှိနေတာပါအာဂျင်တီးနားကန်စစ်က9ပွဲစတိုက်ဂိုးပေးထားပေမဲ့တိုက်စစ်ကလည်းတပွဲကိုအနည်းဆုံး2ဂိုးနဲ့အတူကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်သွင်းဂိုး19ဂိုးနဲ့အတူစံချိန်သစ်တင်ထားပါတယ်1938အီတလီ1962ဘရာဇီးတို့နောက်ပိုင်းကမ္ဘာ့ဖလားကို2ကြိမ်ဆက်စုခူးနိုင်တဲ့တတိယမြောက်အသင်းအာဂျင်တီးနားဖြစ်သွားမလားဆက်လက်စောင့်ကြည့်သွားမှာပါအတူအနေထားရတော့2သင်းကြား16ကြိမ်တွေ့ဆုံထားပြီးအာဂျင်တီးနားက6ပွဲနိုင်စပိန်က6ပွဲနိုင်2ပွဲတည်ကြထားပါတယ်ဘယ်အသင်းရလက်ကောင်းသွားမလဲစပိန်ဘက်ကအာဂျင်တီးနားကန်စစ်ကိုဂိုးသွင်းနိုင်ဖို့များနေပြီးအာဂျင်တီးနားတိုက်စစ်ကစပိန်ရဲ့စနစ်ကျတဲ့ကွင်းလယ်ကစားဟန်ကိုကျော်ဖြတ်သွားနိုင်မလားစိတ်ဝင်စားရပါရိုဒရီဦးဆောင်တဲ့စပိန်အသင်းရဲ့ကစားဟန်ကပြိုင်ပွဲတွေအတွက်အဖြေရှာရခက်နေပြီးပေါ်တူဂီဘယ်ဂျီယံပြင်သစ်တို့3သင်းလုံးရဲ့တိုက်စစ်တွေရပ်တန့်ခံလိုက်ရတာမြင်တွေ့ထားပါတယ်စူပါကွန်မီလာကတော့စပိန်ကိုနိုင်ခြေ45%ပေးထားပြီးအာဂျင်တီးနားကိုတော့နိုင်ခြေ26%သာပေးထားပါတယ်ဒီပွဲမှာတော့စပိန်ကပဲ2-1လောက်နဲ့နိုင်ရပြီး2026ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ပွဲခံသွားမယ်လို့ SMB လည်းခံမှန်းပေးထားကြပါတယ်ဒါကတော့တနင်္ဂနွေနဲ့တနင်္လာရီမှာကစားသွားမယ်ကမ္ဘာ့ဖလားဘိုလူပွဲနဲ့တတိယနေရာလူပွဲ2ပွဲကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ